တကယ်ကြီးလည်းအားလုံးဒီနေ့မင်္ဂလာပါနော်တကယ်ကြီးအားလုံးကျွန်တော်ဒီနေ့တကယ်ကြီးတွေကိုwebsite နဲ့ကျွန်တော်မတင်ပြတာတော့ကျွန်တော်ကြာနေပြီနော်ဒီနေ့ကဒီ website ကကြတော့တော်တော်လေးကြာနေပြီနော်9လ6လလောက်ရှိနေပြီနော်တကယ်ကြီးမှတ်မိတာမှတ်မိကြမှာကျွန်တော်ထင်ရနော်ဒီ website လေးပါနော် Okay ဒါဆိုလို့ရှိရင်ဒီ website လေးကကြတော့ကျွန်တော်တို့ကျွန်တော်ဒီနေ့ကတော့ပတ်စံလာပြီကျွန်တော်ကြီးတွေကိုထုတ်ပြပေးအောင်နော်ကျွန်တော်ပတ်စံဘလောက်ထုတ်ခဲ့တာဘယ်လောက်ရှိပြီဆိုတော့တကယ်ကြီးကျွန်တော်ချက်ချင်းပဲကျွန်တော်ပြပေးသွားမှာနော်သူလည်းကြတော့ time ban နဲ့ပဲထုတ်လို့ရတာနော် Okay ဒါဆိုလို့ရှိရင်ဒီမှာကကြတော့ဒီလိုကဒီမှာဘိန်းစာရွက်တွေပေါ့နော် Okay နော်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာလာပြီးလူပုံညာကိုကျွန်တော်နှိပ်လိုက်မယ်နော်နှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့ကအခုကျွန်တော်ပတ်စံကကြတော့189ဘတ်ရှိနော်ဒီသူကကြတော့180ပြည့်လို့ရှိရင်ပတ်စံထုတ်လို့ရပြီနော် Okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်ဒီနေ့ကတော့ကျွန်တော်လာပြီးတင်ချင်းတွေကိုပတ်စံမထုတ်ပြမယ်နော်စမတ်နီးတို့ဗာနီးတို့ဆိုလို့ရှိရင်တော့ကျွန်တော် YouTube မှာပြန်စာကြည့်လို့နော်ကျွန်တော်စမတ်နီးတို့ဟိုဒီစမတ် online တို့နော်ကျွန်တော်အကုန်လုံးကျွန်တော်တင်ထားပေးနော် free uni တို့နော် Okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်လာပြီးကျွန်တော်တင်ချင်းတွေပတ်စံထုတ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ပတ်စံထုတ်ညာကျွန်တော်သွားမှာနော်ဒီမှာဆိုလို့ရှိရင်တော့ဒီအောက်နာဒီညာလေးရအောင်မယ်ဆိုလို့ရှိရင်တော့ဒီညာလေးမှာကျွန်တော်နှိပ်လိုက်မှာနော်အခုကျွန်တော်ပြနေရလေးကိုနော်နှိပ်လိုက်မှာ Okay နှိပ်ပြီးလို့ရှိရင်ကျွန်တော်တွေကဒီမှာလာပြီးတော့ဒီမှာလာပြီးလမ်းနှိပ်မယ်နော်ဒီညာလေးပါနော်ဒီညာလေးမှာနှိပ်မယ်နော်ဟိုချမ်းကရပတ်စံဖြည့်နေရနော်ဒီမှာပဲလမ်းနှိပ်အောင်နော်ပြီးလို့ရှိရင်ကျွန်တော်တွေစောပတ်စံ100နဲ့ပလာတယ်100နဲ့80နဲ့ပလာအောင်ဒီကျွန်တော်ဖြည့်ကြည့်လိုက်အောင်နော်189နော်189ကျွန်တော်ဒီမှာ189နှိပ်လိုက်မယ်ပြီးလို့ရှိရင်ဘန်နဲ့ချိန်နေကြကြတော့ကျွန်တော်ရဲ့ YouTube မှာပြန်ပြီးလေးလာကြည့်လို့ရအောင်နော်ကျွန်တော်တင်ထားပေးနေဘန်နဲ့ချိန်နေရနော် Okay ပြီးလို့ရှိရင်ကျွန်တော်တွေဒီမှာနှိပ်သွားလိုက်မယ်နော် Okay ပြီးလို့ရှိရင်ဒါဆိုလို့ရှိရင်ပြီးပြီနော်ဘာမှလုပ်တော့မလို့နော်လို့စောပတ်စံကိုကျွန်တော်ထောက်ညာကိုကျွန်တော်ပြန်ကြည့်လိုက်မယ်နော် Okay နော်ဒီမှာကျွန်တော်တွေလာပြီးနှိပ်ကြည့်လိုက်မယ်နော်ဒီနားလေးမှာနော်ဒီနားလေးမှာနော်ဒီကိုကျွန်တော်ပြနေရလေးကိုနှိပ်ကြည့်မယ်နော်စောကျွန်တော်ပတ်စံထုတ်နေရအိမ်မှာကြည့်ရအောင်နော်လို့ရှိရင်ဒီမှာကျွန်တော်ပတ်စံထုတ်ရကျွန်တော်တင်ကြီးပြမယ်နော်ဒီမှာ180ဒီမှာ180ဒီမှာ180တောင်း180နော်ပြီးလို့ရှိရင်ဒီမှာခက်ကြတော့180နော်သူကကြတော့ချက်ချင်းထုတ်ချက်ချင်းမရသေးဘူးနော်သူကဒီ100လောက်ဆောက်ရရနော်အဲ့လိုမှ100လောက်ဆောက်ရ100ဆောက်ပြီးမှပဲကျွန်တော်တို့ဘန်တဲ့ဟိုသူကပတ်စံလွှဲထည့်ပေးရနော်โอเคနော်ဒီနေ့ကတော့ဒီလောက်ပါဗျာဒီမှာပြန်ထွက်ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်ပတ်စံဒီမှာ3ညဖြစ်နေပြီနော်โอเคဟုတ်ဒီမှာ3ညဖြစ်နေပြီနော်ဒီမှာတွေ့ရအောင်နော်နော်โอเคနော်ပြီးလို့ရှိရင်ဒီမှာကျတော့ဝယ်တဲ့ဟာတွေမှာဒါနော်ဒါဝယ်တဲ့ဟာတွေမှာအရင်နေ့ထုတ်တဲ့ဟာတွေမှာဒါကျွန်တော်ပြရတယ်ချင်းတို့အရင်နေ့မထုတ်ထိဘူးနော်တော့အရင်နေ့မထုတ်ထိပဲနဲ့ကျွန်တော်တို့ဒီလိုပစ်ထားစမှတ်ပြီးလို့ရှိရင်ကျွန်တော်ပစ်ထားလိုက်ရုံပဲနော်ပစ်ထားပြီးလို့ရှိရင်သူ့ပတ်စံပြပါဆိုကျွန်တော်တို့ဘန်ထဲကိုကျွန်တော်တို့ကောက်ထုတ်လိုက်ရုံပဲနော်ရမ်းလွယ်ပါနော်